မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတထေသားနေရွှေသွေးအောင်ရင်လူတွေမသိသေးတဲ့အကျင့်စရိုက်များနေရွှေသွေးအောင်လို့ပြောလိုက်ရင်လူအများစုကဩဇာအာဏာရှိသူရင်မြေငွေကြေးချမ်းသာကြုံရတဲ့တထေသားတူလို့ပဲမြင်အောင်ကြပါတယ်။ဒီလိုဩဇာကြီးမားတဲ့ပတ်ဝန်းကျင်ကနေလာသူတယောက်ဟာမာနကြီးမေခက်တီတီနေတတ်မယ်လို့ထင်စရာပါ။ဒါပေမဲ့တကယ်တော့သူဟာအပြင်လူတွေထင်ထားတာနဲ့ပြောင်းပြန်ဖြစ်နေပါတယ်။နေရွှေသွင်းအောင်ဟာနုပညာနယ်ပယ်ကဝါရင်နုပညာရှင်တွေနဲ့လည်းခင်မင်ရင်းနှီးမှုရှိပါတယ်။နေရွှေသွင်းအောင်ဟာမြန်မာနိုင်ငံကလူတွေရဲ့အတွေးခေါ်ပေါင်းထဲကနေရုန်းထွက်ပြီးသူ့ရဲ့အနုပညာစွမ်းရည်ကိုလည်းထုတ်ပြခဲ့ပါတယ်။အထူးသဖြင့်သူ့ရဲ့တခြင်းဆိုတဲ့အရေးချင်းဟာချီကျူးစရာပါ။သူပြန်လေတီဆိုထားတဲ့အင်ရီကေရဲ့တခြင်းတွေကိုပြန်ဆိုထားတဲ့ကာဗာဆောင်ဟာမူရင်းတခြင်းရဲ့အရာတာကိုမပြတ်စေပဲပိုင်နိုင်စွာတီဆိုနိုင်တာကြောင့်ပြည်သက်တွေကြားမှာအတော်လေးရှိပန်းစားခဲ့ပါတယ်။ဒီသချင်းဗီဒီယိုတွေကိုရိုက်ကူးတဲ့နေရာမှာလည်းနိုင်ငံတကာ MTV အစ်စ်မီအောင်အသေးစိတ်အားထုတ်ခဲ့တာကိုတွေ့ရပါတယ်။ဒါအပြင်နေရွှေသွေးအောင်ဟာဘာသာရေးကိုင်းချိုင်းသူပါ။မကြသေးမီကလည်းသူဟာတငယ်ချင်းတွေနဲ့တူကုသိုလ်ရေးပရိသတ်လုပ်ငန်းတွေမှာတက်ကြွပါဝင်လှုပ်ဆောင်ခဲ့ပါတယ်။ခြုံပြီးပြောရမယ်ဆိုရင်တော့နေရွှေသွေးအောင်ဟာလူအများရဲ့မှတ်ဉာဏ်တွေမှာရှိနေတဲ့ဩဇာရှိသူရဲ့မြေးဆိုတာထက်သူရဲ့ကိုယ်ပိုင်နုပညာနဲ့ဘာသာရေးကိုလေ့လာလိုက်စားနေသူတစ်ယောက်ဖြစ်ပါတယ်။